သူအလွန်မင်းစိုးရိမ်သွားပါတယ်ကံကောင်းစွာပဲမိုးကြီးစွာရွာချလာပြီးမိုးရေတွေကတဖြည်းဖြည်းနဲ့ရေကန်ကိုပြန်လည်ပြည့်စေပါတော့တယ်ရာသီဥတုပြောင်းလဲသွားတာကိုပေါင်းကအရန်ပျော်ရွှင်ပြီးမိုးရေအောက်မှာအလွန်ပျော်ရွှင်စွာကခုန်နေပါတယ်နာရီအနှဲငယ်ကြာပြီးနောက်မှာတော့ရေကန်ကရေပြည့်သွားပါတယ်ဘောင်းကကမ်းနားကိုသွားပြီးကြောက်တုံးတစ်ခုရဲ့ထောက်မှာသူမရဲ့နာမည်ကိုလက်မှတ်ထိုးလိုက်ပါတယ်ထို့နောက်ရုပ်ရှင်စမှာလုတ်ခဲ့တယ်လို့ပဲရေကန်ထဲကိုခုန်ချပြီးရေအောက်သို့နစ်မြုပ်သွားပါတယ်ဘောနိုးလာတဲ့အခါမှာတော့သူကိုယ်တိုင်ဆေးရုံထဲမှာရှိနေတယ်ဆိုတာသိပြီးအလွန်အံ့အားသင့်သွားပါတယ်အိယာကနေမီတာအနှဲငယ်အကွာမှာရဲရရှိတယောက်အိတ်နေတဲ့အရာကိုလည်းမြင်တွေ့ပါတယ်ဘောင်းကတော့သူ့ထံကနေလွတ်မြောက်နိုင်ခဲ့ပေမဲ့နောက်ထပ်ရဲရရှိ2ယောက်ထပ်ပေါ်လာပြီးသူ့ကိုဝိုင်းပိတ်လိုက်ကြပါတယ်အလွန်စိုးရိမ်သွားတဲ့ဘောင်းကအမြင့်နေရာတစ်ခုကနေအောက်ကိုခုန်ချပြီးသူတို့ထံကနေလွတ်မြောက်သွားပါတယ်လမ်းပေါ်ကိုပြေးဆင်းသွားရင်းသူကချက်ချင်းပဲအများပြည်သူစာကြည့်တိုက်တစ်ခုကိုတွားပြီးတမိုင်းစာအုပ်တစ်အုပ်ကိုရှာဖွေပါတယ်အဲ့ဒီမှာတော့ဂျိုးရှမင်းဆက်အကြောင်းရေးထားတဲ့စာအုပ်တစ်အုပ်ကိုတွေ့ရှိပြီးသူဟာသူအခုတော့တမိုင်းထဲကအစိပ်ပိုင်းတစ်ခုဖြစ်သွားပြီဆိုတာသိပြီးပြုံးလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အမှတ်တရတွေကိုပြန်လည်စဉ်းစားနေတဲ့အချိန်ဟာမကြာခင်ပဲပြတ်တောက်သွားပါတယ်အကြောင်းကတော့သူ့ကိုလိုက်ဖမ်းနေတဲ့ရဲရရှိတွေကထပ်မံရောက်လာကြလို့စာကြည့်တိုက်ကိုရောက်လာတဲ့အခါဘောင်းဟာတစ်ခါထပ်ပြီးလွတ်မြောက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရဲရရှိတွေကသူတို့ဟာသူ့ကိုဖမ်းဆီးဖို့မလာတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အမှန်မှာဘောင်းကဂျိုးဆန်ခစ်ကိုအချိန်ခီးသွားခဲ့တာကြောင့်လက်ရှိအချိန်ကပြောင်းလဲသွားခဲ့ပါတယ်အခုတော့သူကိုရဲတွေကလိုက်ဖမ်းနေခြင်းမဟုတ်တော့ဘဲကာကွယ်ပေးဖို့ရောက်လာကြတာဖြစ်ပါတယ်အကြောင်းကတော့ဘောင်းဟာ whistleblower တယောက်ဖြစ်လာပြီးအာဏာရှိတဲ့အရာရှိတယောက်ရဲ့ corruption ကိုဖော်ထုတ်ခဲ့တာကြောင့်ဖြစ်ပါတယ်ဘောင်းကချက်ချင်းအနီးအနားရှိကွန်ပျူတာတစ်လုံးစီသို့ပြေးသွားပြီးသူတို့ပြောတာတွေမှန်မှန်စစ်ဆေးဖို့အင်တာနက်မှာရှာဖွေကြည့်ပါတယ်မကြခင်မှာပဲသူတို့ပြောတာတွေအမှန်တကယ်မှန်ကန်ကြောင်းသိလာခဲ့ပါတယ်အကြောင်းကတော့တမိုင်းနဲ့လက်ရှိကဘာကြီးကလည်းပြောင်းလဲသွားပြီးသား